ဒီတဲ့နေရာ40နှစ်လိုက်ပါလာတဲ့အိန္ဒိယလေယာဉ်ပြန်တက်ပြီးမကြခင်စက္ကန့်ပိုင်းအတွင်းပြစ်ကျခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ဇွန်လ12ရက်နေ့မိုးလယ်ပိုင်းမှာအိန္ဒိယနိုင်ငံအမာတာဘတ်မြို့ကနေလန်ဒန်မြို့ကိုပြန်တက်မဲ့အိန္ဒိယလေယာဉ်တစ်စီးပြစ်ကျခဲ့တာပဲဖြစ်ပါတယ်။လူ242လိုက်ပါလာတဲ့လေယာဉ်ဟာလေးစိတ်အနီးလူနေအင်ဂျီတွေရှိတဲ့နေရာကိုပြစ်ကျသွားခဲ့ပါတယ်။လေယာဉ်ဟာပြန်တက်ပြီးစက္ကန့်ပိုင်းအကြာဒေသစံတော်ချိန်မနက်10:08မိနစ်နဲ့51စက္ကန့်မှာနောက်ဆုံးဆွတ်တက်မှုရရှိခဲ့တယ်လို့အိန္ဒိယကထုတ်ပြန်ပါတယ်။လေယာဉ်ကလူနေအင်ဂျီတွေရှိတဲ့နေရာကိုပြစ်ကျခဲ့တာကြောင့်ထိခိုက်မှုအများပြားရှိမှာတော့အသိကြပါပဲရှင်။ထိုအိန္ဒိယလေယာဉ်ပြစ်ကျမှုတွင်အသက်ဘေးမှအံ့ဩစွာလွတ်မြောက်လာတဲ့သူတယောက်ရှိပါတယ်။ထို့သူသည်အသက်38နှစ်အရွယ်ပြည်ထိုင်နိုင်ငံသားရာမတ်ဆိုသူခီးတဲ့တူဖြစ်ပါတယ်။၎င်းဒီလေယာဉ်ထိုင်ကို 11A တွင်လိုက်ပါလာသူဖြစ်ပြီးအနည်းငယ်သာတရားရရှိကလေယာဉ်ပြစ်ကျရာနေရာမှထွက်ခွာနိုင်ခဲ့သည်ဟုသိရပါတယ်။ရာမတ်ကလေယာဉ်ပြန်တက်ပြီးစက္ကန့်30အကြာတွင်ကျဲလောင်သောအတန်ကြာပြီးနောက်လေယာဉ်ပြတ်ကျခဲ့ကြောင်းအရာအလုံးအလွန်လျင်မြန်စွာဖြစ်ပျက်ခဲ့ကြောင်းဒေသခံမီဒီယာများကိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။၎င်းကိုစေယုံသို့ပို့ဆောင်ပြီးစေဝဒမှုခံယူနေကြောင်းသိရှိရပါတယ်။၎င်းလေယာဉ်ပြတ်ကျရသည့်အကြောင်းရင်းမှန်နောက်ဆုံးဆန်းစစ်ဆေးနေဆဲဖြစ်ပါတယ်ရှင်။